အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ Day 3 Cycling Coverage ဖြစ်ပါတယ်ကျွန်တော်သွားမယ့်နေရာကတော့ဒီ Labrador နဲ့ San Jose ဘက်ချမ်းဖြစ်ပါတယ်ခုရောက်တဲ့နေရာကတော့ရေချွန်း Lower Slabber နေရာနေရာစထပ်မှာဖြစ်ပါတယ်အချိန်ကတော့ဘယ်လောက်ရှိတာမသိအချိန်ကတော့6 နိုင်6နေရာနဲ့ကျွန်တော်စထပ်မှာနော် Okay see you again bye bye ဟိုဘက်ချမ်းဒီနေ့ကကျွန်တော်တို့ခုနပြောတဲ့စန်နိုသာပေါ့နေရာတော့8ရောက်ပေါ့နည်းနည်းတော့နောက်ကျသွားတယ်ထွက်တာပုံမှန်ဆိုကျွန်တော်ဒီတက်နည်းနည်းစောတယ်ထွက်တာဒီနေ့ကလည်းနောက်ကျသွားတယ်နောက်ကျသွားလဲဘာမှဖြစ်ပါဘူးခွာတာနဲ့100ဆိုတော့ခုရောက်နေရတော့မန်တိုင်းလိုင်းနိုင်မှာမန်တိုင်းလက်မပေါ်ပါရောက်နေရတော့ဘုပ္ပဘာတော့ပဲချမ်းဖြစ်ပါတယ်အောက်ကနေဇုံကနေမှာဝါဇုံကနေဒီကဟိုရိုက်နေတယ်ပြောခဏ1 2 3 လည်းမသက်သာအောင်တက်ပေါ်တယ်တော်လေးဒီဘက်ခုရောက်တဲ့နေရာကတော့ဘုကစ်ရုံးဘက်နေရာဖြစ်ပါတယ်ရောက်နေတယ်တော့ဒီကမ်းမှာဒီကတော့ကိုကြီး spring leaf တွေမှာဒီဇိုင်းကြီးဒီလမ်းတော့ဒါ spring leaf စိုင်းတူပဲပေါ်တယ်ဒီနောက်ပြောတဲ့နေရာတော့ချွတ်ချွတ်ကမှာလူရောက်နေပဲလူရောင်းပဲလူရောင်းပဲရလူရောက်နေပဲကဘာလို့ပဲဘာနေရလဲဒီလားတရားကွာရော အဘာကြီးရော မစတော့ရောက်တရားဟွာလိုက်ကားမန်ပြီးထားတယ်ခုဒါ what's go back အကျော်ပါပေါ့နော်ဘောလုံးကွင်းပေါ့ဒီနေရာမှာဒါမြန်မာတွေဟိုဟာရမုံငွေပဲကန်တာများတယ်ပေါ့နော်အဲ့ဘောလုံးကွင်းထဲကိုရောက်နေတာပေါ့အမှန်ကျွန်တော်ဒီမှာဒါမနက်စာစားဖို့ရုံဝင်လာလိုက်တာဒါပေမဲ့စားမဖွင့်သေးဘူးတဲ့အင်္ဂလိပ်မှာဖွင့်ပါတယ်အဲ့တော့ခုကျွန်တော်တို့ကဒီဘက်ကိုပြန်တက်တော့မယ် Okayကျွန်တော်တို့ Day 3 Complex ကိုပြီးလာတာလို့ဆိုရင် Alexander တို့West Coast နားလေးက24နိုင်ဖွင့်ထားတဲ့ Competition လေးတွေမှာမနက်စာစားကြရပါတယ်အားလုံးပေါင်းရောက်သွားတဲ့ကီလိုမီတာကတော့50ဝန်းကျင်လောက်ရှိတာပါတော့ဘယ်လောက်ကျန်သေးလဲ
နောက်တော့50လောက်ကြောင်းမနေတယ်နော်နောက်တော့50လောက်ကြောင်းပါလားလန်တော့ပေါ့လန်တော့မနှက်စားကြပါမယ် A3 ကွန်ပျူတာလေးပေါ့ဒီမှာတောက်ကြတာပါတော့ပေါက်တယ်မော်နီကွန်ပျူတာလေးပါ ဟုတ်တယ်ပါ မော်နီကွန်ပျူတာစာမော်နီ heavy ဆွဲနေရဖြစ်ပါတယ်စကန်တိုင်း အမှန်စပိန်နေလာတော့နော်စပိန်နေလာတော့မော်နီတာကော်ဖီတိုင်းနားတာပေါ့ဒါပေမဲ့စပိန်နေနေဘိုက်ကစားလို့ရှိရင်ခေါင်းမူတယ်လို့အဲ့တော့ဘိုက်နေတဲ့ဖြည့်လိုက် Hello မော်နီ morning ဒီနေ့ကျွန်တော်တို့ကဒီမှာ day 3 cycling computer ပေါ့နော်အခုလက်ရှိရောက်နေတဲ့နေရာတော့ Wascona 24နဲ့ဖွင့်ထားတဲ့ဒီဆိုင်လေးပါပေါ့နော်မနက်စာ computer တောက်နေကြပါတယ်ကျွန်တော်တို့ရဲ့ကိုကြီး ကိုတီက ကိုတရားဖြစ်ပါတယ်ဘိုင်ဘိုင်ကိုတရားတော့ play ပြောတဲ့နေရာပဲနေရာလဲဆန်ဒိုသာဟာဘာဖရန်ခုရောက်နေတာဟာဘာဖက်ရောက်တဲ့နေရာဒါပဲဒီပါပဲဒီဆန်ဒိုသာပဲချမ်းကပေါ်ပြီးသွားနေပါပြီဒါပဲဒီနေရာတော့ဆန်ဒိုသာဘက်ကိုသွားတယ်ဝန်ထမ်းတွေပါဆယ်လူလာကျွန်းထဲကိုစပြီးဝင်လာပါပြီဆယ်လူလာကျွန်းထဲကိုပတ်ပြီးတော့တက်တက်စီကြမှာဆန်ဒိုဇာဘက်မှာရှိရဲ့စတိုရေးနဲ့ဆောက်ရဲ့ခုရောက်တဲ့နေရာလည်းတော့ဆန်ဒိုဇာကျွန်းမှာပါနော်ဆန်ဒိုဇာကျွန်းဟုတ်ကဲ့ကျွန်တော်ကိုစီးလာဆိုလို့ကျွန်တော်ကီလိုမီတာပေါင်း55-60လောက်တော့ဖြစ်လာပြီပေါ့ကျွန်တော်ရောက်နေတာဆန်ဒိုဇာကျွန်းဖြစ်ပါတယ်ဟိုနောက်မှာနေတဲ့တင်မောတွေကဒီဘက်ဆန်ဒိုဇာမှာကထားတဲ့တင်မောတွေဖြစ်ကျွန်းထဲကိုပတ်ပြီးတော့ကျွန်းတစ်ပတ်ပတ်နေတာဖြစ်ပါတယ်
နေတာနောက်မှမြင်တဲ့စန်ဒိုဇာရဲ့ view ပေါ့ဘူးရောက်နေရတော့စန်ဒိုဇာဘက်ပေါ့နော်စန်ဒိုဇာရဲ့ဒီဘက်စန်ဒိုဇာရဲ့အစင်းဘက်အဆုံးဖြစ်သွားပြီပေါ့ဒီဘက်ကိုဆက်သွားလို့မရတော့အိုးနောက်မှမြင်ဖယ်ရီပုတ်ပြီးပါရှိတယ်အခုကျွန်တော်တို့ရောက်နေတဲ့နေရာကတော့စန်ဒိုဇာရဲ့ဒီနောက်ဆုံးနေရာပေါ့နော်ဒီရဲ့ဟိုကလည်းသွားလို့မရတော့ကျွန်တော်ဒီကနေပြန်တော့ပြန်ပတ်မယ်ဒီကနေကျွန်တော်တို့ကလန်ဘက်ကိုပြန်ပတ်မယ်နော်ကလန်နေပြီးတော့အိမ်မြန်မြန်တော့ပါမယ် Okay thank you bro